안녕하세요. 알로မသေးကြသေးဘူးနော် sorry အားလုံးနေကောင်းကြရနော်ကျမဒီနေ့ဆက်စလူးစိတ်နှဘူးဝင်ဖြစ်နေရဘာကြောင့်လဲဆိုတော့ကျမရဲ့ဂျာမန်ကောင်လေးအစင်နဲ့ကျမဒီနေ့ dating ရှိရရှင်ကျမဒီနေ့ dating ကိုကျမပုံမှန်သွားနေကြပုံစံမျိုးမဟုတ်ဘဲနဲ့ကျမတို့ညီမယူရတနခါလေးကိုကျမရဲ့ဘာမှလိမ့်တော့ပါမယ်ဒါဒါဘာတနခါလေးဆိုတော့အကောင့်ကအကောင့်ဆုံးလူကြိုက်အများဆုံးဖြစ်တဲ့ရွှေပြည်နန်းနေပြီးတော့ ready သွေးလိမ့်လို့ရတယ်တနခါတွေအများကြီးထောက်ထားတဲ့အပြင်အခုနောက်ထပ်အသစ်ထွက်ရှိလာတဲ့ကိတ်တော့ကိတ်ပဲစားလို့ရတဲ့ကိတ်မဟုတ်ဘူးသွေးလိမ့်လို့ရတဲ့တနခါကိတ်စကားမဆက်ပြောပြအောင်မသိလားကျမကပြောရလေသိလားဂျာမနီကဈေးကြီးတယ်ပစ္စည်းပို့ရတာမလွယ်ဘူးလို့ပြောတာရှိသေးတယ်သိလားမနေ့ကပြောဒီနေ့ရကျေဆိုကဲအဲ့တော့ရွှေပြည်နန်းကနေပြီးတော့အသစ်ထွက်လာတဲ့တနခါကိတ်လေးတွေကိုပြပေးမယ်သူကအနက်၄မျိုးထွက်တယ်နော်ဒါကကြတော့တဘာဝအသားဖြူတံမယာနော်ဒါကကြတော့ဂန်ကောနော်ဒါကကြတော့ရှားဆောင်လက်ဖက်နော်ဒါကကြတော့ရှင်မရာโอเคနော်ပြီးခဲ့တဲ့တစ်ခေါက်ကမိချို travel video မှာလေဒီတံမယာရနံ့ကိုစံပြီးသွားပြီဒီတစ်ခေါက်ကဂန်ကောရဲ့ရှားဆောင်လက်ဖက်ရဲ့ရှင်မရာရဲ့ဘာဆိုင်ရင်ကောင်းမလားဘာဆိုင်ရင်ကောင်းမလဲစဉ်းစားရှားဆောင်လက်ဖက်ပြောပြအောင်မယ်နော်နိုင်ငံခြားသားရေးစားနဲ့သွားထွေမှာမို့လို့ make up ဒီဘာတွေလုံးဝမလိမ့်ဘူးเนาะဒီနေ့ကတော့တနခါတစ်ခုတည်းကိုမှုံညံ့နေအောင်လှနေအောင်လိမ့်သွားမယ်ဒါပေမဲ့ပြောပြအောင်မယ်သူလားဟိုလေမိချိုတို့တနခါလိမ့်တဲ့ပုံစံတွေကအများကြီးရှိရမလားเนาะအဲ့ထဲမှာမိချိုကတောသူဆိုတော့တောသူပုံစံတနခါလေးလိမ့်သွားမယ် let's go ဆိုတော့ရှားဆောင်လက်ပတ်ဘူးလေးကိုဖွင့်ကြည့်မယ်เนาะဝါတာဒါမွေးနေရောကွာအော်ဒီထဲမှာနော်ကြည့်နေထဲမှာနော်တနခါသူရဲမှာပြင်းနေမဲပြင်းကြီးမှရှိလားစောက်ပြမှာတခါလဲပါတယ်ကျေစုနော်ဒီတနခါလေးကဲလေးကတော့တော့တက်အနေနဲ့အများကြီးဝယ်သုံးလို့ရတယ်ဒီတနခါကိတ်ကလေးကကြတော့လေဘာမှမလိုဘူးသိလားရွှေပဲလို့တယ်နော်ဆိုတော့စောက်ပြန်လဲပါပြီးသားမှန်လဲပါပြီးသားနော်ဒီမှာတနခါကရေလေးပဲလို့တာဆိုတော့ရေလေးကိုမိချိုတစ်ထည့်မယ်နော်ရေလေးကိုမိချိုတစ်ထည့်မယ်ပြီးလို့ရှိရင်သွေးမယ် Oh yeah, baby, the Kali Gulu, Shipina Legulu, Rapu Lama, Tejare, Conelo, Muelo Shano, Malimio, Kijaya Leku, breaking the champion, the one foundation นี่จังเลยเนาะ Canto Shigaloa, Bilo Papa, Tesaya, Luego Jama, Umayuira, Kamishuina. ရန်လှသွားပြီကဲတနခါကိတ်လေးနဲ့ကျမရန်လှသွားကျမချက်လှတဲ့သူမရှိတော့ဘူးရှိရင်လည်းဆွဲလောက်မှာကျေစုဆိုတော့စကားမဆက်လေကိုအခုကြည့်နေတဲ့အထဲမှာလေ FA မှာ FA ခေါင်းနေရှိလားမသိဘူးเนาะဟိုဘဲမရှိစော်မရှိတယ်လေဘာပြောချင်တာလဲဆိုတော့ကျမအခုကိုနဲ့ဒေဂျန်သွားရမှာမလို့လေအဲ့ဒါလေးပြောချင်တာပါဘိုင်နောက်ကြမှာတွေ့မယ်เนาะ See you Okay အခုကတော့ကျွန်တော်တငယ်ချင်းနဲ့ပြန်တွေ့လာပါပြီနှုတ်ဆက်လိုက်ပါဦး Blinga Minglaba မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တငယ်ချင်းကိုမြန်မာစကားအသစ်တွေသင်ပေးမှာပေါ့နော်ဆိုတော့ဘာသင်ပေးရမလဲဆိုတော့ Okay လိုက်ပြောနော် Are you ready I am ready Okay he's ready so let's go ဖေလုံးမကိုချစ်တယ် Philoma no mache Yeah ဖေလုံးမကိုချစ်တယ် Philoma chumeke ဖေလုံးမကိုချစ်တယ် Philoma get titte Yeah Okay ဖေလုံးမရေလာပါအောင် Philoma blah blah ဖေလုံးမရေလာပါအောင် Philo ဖေလုံးမရေလာပါအောင် Philoma blah blah Yeah 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 Okay ဖေလုံးမရေလာပါအောင်
Okay ချစ်တယ် Chiche. ချစ်တယ် Chitte. ကျွန်တော်အရန်ချစ်တယ် Chitte. ကျွန်တော်အရန်ချစ်တယ် Chino a chitte. Okay It's good? Yeah Chino a tete. ကျွန်တော်အရန် Chino a we. ချစ်တယ် Tete. Yeah Yes. Okay it's your part okay now I'm going to speak his language you know Okay, okay. Okay let's go In my language, Yeah. we say A, A the peach. the beach yeah, it's good, it's good. yeah at the beach A, A do do peach. Peach. Yeah, you say peach. at the beach Yeah. what is that You don't know what peach is? Peach. peach is Fruit? fruit Yeah, no, in this language we say peach. It's not good, you know. is it like a beach Yeah. Yeah? okay next part Okay. The next word is. Ey, was los mit dir, Hobby? Ey, was los mit dir, Hobby? Yeah. Was los mit dir, ja, Hobby? Ey, was los mit dir, your hobby? Yeah. It's good. Your hobby? Your hobby. Your hobby. Your hobby. Okay. And the next words. Yeah. It's on my channel. Yeah. Okay. So ဒုတိယပိုင်းကတော့သူ့ရဲ့ profile နဲ့ကိုဝင်ပြီးတော့ Channel, yes. Yeah, second part is Yes. in his profile. သူ့ရဲ့ profile နဲ့ကိုကျွန်တော်တို့ဝင်ကြည့်ရမှာဖြစ်ပါတယ် Yes. Yeah. Okay. ကျမကို Jemago, login login, ရှာပေး chabe. What I'm saying? It says bitte suchen ein liebe für mich Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ဂျာမန်တငယ်ချင်းချော်လင်းကိုမိတ်ဆက်ပေးရင်းနဲ့ကျွန်တော်ကသူ့ကိုမြန်မာစကားသင်ပေးမှာဖြစ်ပါတယ်မြန်မာစကားကကျွန်တော်ရိုးရိုးစကားမဟုတ်ဘူးကျွန်တော်ဘန်းစကားသင်ပေးမှာပေါ့နော်ကျွန်တော်တို့အခုပထမဦးဆုံးသူ့ကိုသင်ပေးမယ်မြန်မာဘန်းစကားကတော့ကျမကို Jemago, login login, ရှာပေး chabe. What I'm saying? It says bitte suchen ein liebe für mich ဘန်းစကားတစ်ခုอ่ะကျွန်တော်သူ့ကိုဗာသင်ပေးမလဲဆိုတော့အကိုကြီးကို Ako chigo, စော်ရကား soraga, ဂျင်းတယ် jenne. What I'm saying? the saying ich würde ein lieber No. ich würde ein lieber ich möchte ein lieber Ah, Yeah. I want love. yeah I want love I want love. yeah You know? yeah say you know Yeah. how do you know I you know don't- you know I don't know. oh my god you see တဲ့နေပြီနော် okay knock မှာ Yes. ကျွန်တော် You know? အကူကြီးကို Ako chigo, စော်ရကား soraga, ဂျင်းတယ် jenne. စော်ရကားဂျင်းတယ် Soraga, jenne. okay နောက်တစ်ခုကသူ့ရဲ့အကြောင်းကိုကျွန်တော်ပြောပြရမယ်သိလားကျွန်တော်က Jenoga, အကော်တကိတ် agonjiki, ကြီးပါ chiwa. ကျွန်တော်ကအကော်တကိတ်ကြီးပါ Huh? ကျွန်တော်ကအကော်တကိတ်ကြီးပါ You know where I'm going to do well. yeah very good နောက်ဆုံးတစ်ခု okay ခဏလေးနော်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ကျွန်တော်ကို Jenago, စော်ရကားလို့ chokalo, ရပါတယ် yabare. ကျွန်တော်ကိုစော်ရကားလို့ရပါတယ် Slow motion. ကျွန်တော်ကို Jenogo, စော်ရကားလို့ sokalo, ရပါတယ် yabai. Yeah super okay အခုကတော့ကျွန်တော်သူ့ကိုသင်ပေးထားတဲ့မြန်မာစကားတွေသူကိုယ်တိုင်ပြောပြမှာပဲဖြစ်ပါတယ်ဆိုတော့သူဘာတွေပြောပြမလဲနားထောင်ကြည့်အောင်နော် Atenta. wow Ashoma bin atuza. Ashoma bin atuza. yeah Chiteno. hey Chijen follow biba. wow သူမြန်မာစကားတွေအရန်တက်နေပြီ okay ဆိုတော့သူ့ရဲ့ account လေးကိုကျွန်တော်တက်တွဲလိုက်မယ်သူ့ကို follow ပေးကြပါဦးလို့နော်အားလုံးကိုချစ်ပါတယ်လို့ bye bye Bye. ဒီနေ့အရန်ဝမ်းနေမိဒီနေ့အရန်ဝမ်းနေတဲ့အတွက်ကြောင့်မနဲ့မိုးလင်းအဲ့ရနုံနုံချင်းခြေထောင်ထဲမှာနှစ်ခါငိုခဲ့တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခေါ်ရဲ့ TikTok အကောင့်အတစ်ကလေးဖွင့်ထားတယ်။ခေါ်ချစ်ခေဝင်းရဲ့အားပေးပါအောင်လို့ပြောတာ။တစ်လလောက်ရှိပြီ။ဒါပေမဲ့
တရားမှခေါ်ဝင်ရမပေးဘူးအဲ့တော့ခေါ်အရန်ဝမ်းနေမိတယ်ဝမ်းနေလို့မနဲ့ကတော့ကျွန်တော်လည်းမနှက်ကငိုခဲ့ပြီးပြီအခုဘလို့မှရင်းမခက်သားနိုင်လာပြောတာခေါ်ဗီဒီယိုတင်လိုက်လို့ view လေးကြည့်လိုက်90-60ကြည့်ပါဘလောက်တနာဖို့ကောင်းလဲဒီကပြောတဲ့စကားတော့မရှိတော့မောတယ်ဒီအောက်မှာမန်ရှင်းခေါ်လာတဲ့အကောက်လေးကခေါ်ရဲ့အကောက်တစ်လေးပါဝန်းရံပေးပါအောင်လို့ပြောတာဝမ်းနေတဲ့